မေတ္တာကတော့လူသားတွေအားလုံးလိုလားတဲ့အရာပဲနောက်အခက်အခဲတွေပြဿနာတွေဒါတွေကိုရင်ဆိုင်တဲ့နေရာမှာဘုရားရှင်ကိုရောမြတ်ကြီးနဲ့တကွာသူတော်ကောင်းအပေါင်းတို့မေတ္တာနဲ့ပဲရင်ဆိုင်ခဲ့ကြတာအဲ့တော့မေတ္တာကအင်မတန်မှအရေးကြီးတဲ့အခြေခံလိုအပ်ချက်တစ်ခုပဲလူပေါင်းလောကမှာလူသားချင်းချင်းဆက်ဆံတဲ့နေရာမှာမေတ္တာပျောက်တဲ့နေ့ပြဿနာတွေတက်တဲ့နေ့ပဲမေတ္တာပျောက်တဲ့အရက်ပြဿနာတွေပေါ်တဲ့အရက်ပဲအဲ့လိုဆိုတော့ဒီမေတ္တာကအမြဲတမ်းလူတွေရဲ့စိတ်ထဲမှာရှိနေဖို့လိုအပ်တာကိုယ်နဲ့အမျိုးမတော်လဲမေတ္တာစိတ်သက်ရောက်နေဖို့လိုတယ်ကိုယ်ပဝင်ကျင်မှာရှိတဲ့သူယုံမြတ်မရွေးအကုန်လုံးပေါ်မှာမေတ္တာစိတ်ရှိနေဖို့လိုတယ်ဒီမေတ္တာစိတ်အရင်ခံရှိတော့မှလုပ်တဲ့အလုပ်တွေကလည်းပြီးပြင်းထိရောက်ရောက်တွေဖြစ်တာမေတ္တာပြက်ပြီးတော့ကိုရိုးတွေကြည်လာကြတဲ့အခါတယောက်နဲ့တယောက်နဲ့မယုံကြတော့ဘူးတယောက်နဲ့တယောက်နဲ့စိတ်ဓာတ်တွေမထားနိုင်ကြတော့ဘူးတယောက်နဲ့တယောက်နဲ့ကောင်းကျိုးမလိုလားကြတော့အပြည့်အစည်းတွေကြံလာကြတယ်ပျက်စီးကြောင်းတွေပြောလာကြတယ်ပျက်စီးကြောင်းတွေလှုပ်လာကြတယ်စိတ်မချမ်းသာစရာလောကကြီးဖြစ်လာရောအဲ့တော့ပွားတဲ့သူကပွားနေပြီးတော့မပွားတဲ့သူကမပွားတဲ့အခါကြတော့လေမပွားတဲ့သူပဲအရင်ပြဿနာလောကထဲမှာနေရမှာပဲမေတ္တာစိတ်တောက်လျှောက်ထားပေးပြီးတော့သူကိုယ့်ဘောမှာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေမေတ္တာမပြတ်ဘူးမေတ္တာပဲများပွားပေးနေတယ်မေတ္တာစိတ်ကိန်းပါစေတရားကိန်းပါစေဆိုတဲ့စိတ်နဲ့ပဲကြည်တယ်စကားပြောလဲအဆင်ပြေသွားကြပါစေဆိုတဲ့စေတနာအရင်ခံပြီးတော့စကားပြောတယ်ကိုပြောလိုက်တဲ့စကားတစ်လုံးကမေတ္တာပါသွားမယ်ဆိုရင်နားထောင်တဲ့သူအေးချမ်းသွားတာပဲအပိုးတွေမပေါက်အပိုးအလိုမရှိမေတ္တာအရင်ခံတယ်ဆိုလို့ရှိရင်အကျိုးလိုလားတဲ့စကားပြောဖြစ်လိမ့်မယ်မေတ္တာအရင်ခံပြီးဆိုလို့ရင်အပိုးအလိုမရှိတစ်ဖက်သားအဆင်ပြေသွားမယ်အလုပ်ကိုလုပ်ပေးဖြစ်လိမ့်မယ်အဲ့တော့မေတ္တာကိန်းအောင်တဲ့သူတွေကြီးပဲနေလာတော့မှလောကကပြန်ပြီးတော့ตายရလာမှာဘသူဘာဖြစ်ကွာဆိုပြီးတော့လုပ်လို့မရဘူးဘသူဘာဖြစ်ကွာဆိုပြီးတော့ကိုယ်လည်းဒီလောကထဲမှာနေတာပဲအခုလည်းပြန်ပြီးတော့ဓာတ်ရိုက်နေအားဖြင့်တော်လောက်အောင်တွဲဝိုက်တော့နေအားဖြင့်တော်လောက်အောင်ပြဿနာတွေကိုယ်စီပြန်ရောက်လာတာပဲအဲ့တော့မေတ္တာပြတ်တဲ့နေရာမှာမေတ္တာပြတ်တဲ့အရက်ဒေသမှာပြဿနာတွေတစ်ခုပြီးတစ်ခုပေါ်လာလိမ့်မယ်ပြီးတော့ကတ်ဆိုးတွေလည်းမျိုးစုံကြာရောက်တတ်တယ်ကတ်ဆိုင်တယ်ဆိုတာအခြေခံမေတ္တာကရုဏာမုဒိတာဥပေက္ခတရားတွေပြတ်သုံးလာလို့ပဲအကြောင်းရင်းကိုပြန်ကြည့်လိုက်ရင်သိလိမ့်မယ်။ဘာကြောင့်ကတ်ဆိုင်ကြတာလဲ။စဖြစ်လာတဲ့နေရာကနေစပြီးစဉ်းစားကြည့်။ဘာကြောင့်ဒီကတ်တရားဆိုင်ရတာလဲ။တူနဲ့တူပေါ်မှာထိခိုင်မသွားပါစေနဲ့ဆိုတဲ့စေတနာမေတ္တာလာရှိမယ်ဆိုရင်ဒီလိုကတ်တွေဆိုင်เสียအကြောင်းမရှိဘူး။ငါကြောင့်သူဒုက္ခရောက်မသွားပါစေနဲ့။ငါကြောင့်သူပြဿနာတက်မသွားပါစေနဲ့ဆိုတဲ့မေတ္တာသာရှိကြမယ်ဆိုရင်ထင်းနေကြမှာပဲအကျိုးလိုလာတဲ့အလုပ်တွေကိုပဲလုပ်ကြမှာပဲပျက်စီးသွားစေမယ့်အလုပ်တွေကိုလုပ်ကြမှာမဟုတ်အဲ့တော့မေတ္တာများပို့ပေးပါတူဝချင်းလူသားတိုင်းမေတ္တာတွေပြန်ပြီးတော့ထွန်းကားလာမှလောကကတတ်တာခွင့်ရလာမှာဒီထက်ပို့ပြီးတော့မေတ္တာတွေဆုပ်ယုပ်သွားမယ်ဆိုရင်တော့ဒီထက်ဆိုးတာတွေပဲကြုံရမှာပါသို့တော့အာမလျှော့ပါနဲ့မေတ္တာပွားတဲ့လူတွေရဲ့အတိုင်းဝိုင်းကဒီတန်လေးရှိနေပါလိမ့်မယ်မေတ္တာရှိတဲ့လူတွေရဲ့အတိုင်းဝိုင်းလေးကဒီတန်လေးရှိနေပါလိမ့်မယ်ပေါ်လာပါလိမ့်မယ်အဲ့ဒီအတိုင်းဝိုင်းလေးကတော့အေးချမ်းစွာရှိမေတ္တာပွားသူချင်းမေတ္တာရှိသူချင်းပေါင်းမိကြပါလိမ့်မယ်ဒါကြောင့်တယောက်ကနေစပြီးတော့အများဖြစ်လာအောင်လို့မေတ္တာသာများပို့ပေးကြပါအန္တရာယ်ကင်းခြင်းရင်မေတ္တာများပို့ပေးပါဘေးကင်းခြင်းရင်မေတ္တာများပို့ပေးပါဆဆအရာဒုက္ခတွေကနေဝေးခြင်းရင်မေတ္တာများပို့ပေးပါတရားဘာဝနာကိုပွားများနိုင်တဲ့လောက်ပွားများပေးပါကိုယ်တွင်ကုသိုလ်စိတ်နဲ့သာလျှင်ဒုက္ခမျိုးစုံကိုကျော်ဖြတ်နိုင်လာပါဒါကြောင့်ကဘာသူကဘာသားပေါင်းမေတ္တာလည်းပွားနိုင်၍မေတ္တာရဲ့အကျိုးကိုလည်းခံစားနိုင်ကြပြီးတာယာတဲ့လောကအေးချမ်းတဲ့လောကမှာနေနိုင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းပျော်ရွှင်ကြပါစေ